ကျွန်တော်ပြိတ္တာအားလုံးအရင်ကျေးဇူးတင်တယ်နော်ဒီလိုမျိုးဒီပွဲမှာအားလုံးလာပေးတဲ့ကြောင့်ကျွန်တော်အရင်ကျေးဇူးတင်တယ်အားလုံးလည်းအရင်ချစ်ပါတယ်နော်ထီတာနည်းနည်းတော့ထီပါတယ်ဒါပေမဲ့ကျွန်တော်ဒီပွဲနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲအပြီးထိအားလုံးအားပေးတဲ့ကြောင့်ကျွန်တော်အရင်ကျေးဇူးတင်တယ်နော် so thank you ကျေးဇူးတင်တယ်အားလုံးအရင်ချစ်တယ်နော်ကျွန်တော်အရင်ဝန်တာ hello ဒီပွဲမှာတော့ကျွန်တော်အကောင်းပုံပြင်ဆင်ထားတယ်ဒီပွဲရတာတော့ကျွန်တော်တို့ဟိုပြောချင်တာနားဘာမှမရှိဘူးအားလုံးကဒီပွဲမှာအကောင်းဆုံးကျွန်တော်ထိတာနည်းနည်းမျက်နှာမှာနည်းနည်းထိတယ်ဒါပေမဲ့အားလုံးအဆင်ပြေနော်ဆိုကျေးဇူးတင်တယ်ကျွန်တော်ဒီမြန်မာပြည်ကနေအားပေးပြိတ္တတွေအရင်ကျေးဇူးတင်ပါတယ်အခုကျွန်တော်ရဲ့ career မှာအစနဲ့အဆုံးထိကျွန်တော်အားပေးပြိတ္တတွေအရင်ကျေးဇူးတင်လို့ကျွန်တော်ပြောချင်ပါတယ်နော် okay God bless take care နော်ဒီမှာအခုတငယ်ချင်းတွေနဲ့ဒီမှာဒီ Hi brother. You want to say hi to the fans in Burma? Yeah. Yeah, I think it's in Mickey Gao, no? Say something in Burmese. Or say hi. Say Minglaba. Minglaba. Yeah, I think it's in Mickey Gao. Okay. You are training Gambia. Yeah, love you guys. Yeah. Love you guys. Love this guy. Okay. Love this guy. He's the man. No. How long you cheese it in there? Be you know theကိုလေးဖြူလည်းအရင်ကျေးဇူးတင်တယ်နော်ကိုလေးဖြူလည်းအရင်ကျေးဇူးတင်တယ်ကိုလေးဖြူကကျွန်တော်ဒီသူ့ရဲ့ workout တဲ့ချင်းနဲ့အတူတူဆိုပေးတဲ့ကြောင့်ကျွန်တော်အရင်ကျေးဇူးတင်တယ်နော်အဲ့ဒါပြီးတော့ကျွန်တော်အတင်းက kill clip ကလူလည်းအရင်ကျေးဇူးတင်တယ်အဲ့ဒါပြီးတော့ဒီအခုကျွန်တော်နောက် next generation အတွက် Python MMA ကနေသူတို့ကိုကျွန်တော်တင်ပေးမယ်အကောင်းဆုံးဖြစ်အောင်ဆိုပြီးတော့အကောင်းဆုံးကစားသမားရဲ့ကျွန်တော်ထုတ်ပေးမယ်နော် Okay love you guys thank you so much for everything and we'll see you guys soon okay God bless take care